ဒါကျွန်တော်ကိုထောက်အောင်လို့ကနေထုတ်လို့ပြန်ပြီးရောင်းချတဲ့ mini fork လေးဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာ AC ရှိတယ် DC ရှိတယ်နှစ်မျိုးရှိတယ်ကျွန်တော်လက်ရှိကတော့ DC နဲ့ပေါ့နော်မော်တာတွေနဲ့က DC မော်တာ12ဖို့ဖြစ်ပါတယ်DC မော်တာ12ဖို့နဲ့ဖြစ်ပါတယ်ခင်ဗျာတော့ဒီမှာကျွန်တော်တို့wireless remote control လေးလည်းပါတယ်ပေါ့နော်ကျွန်တော်ဒီမှာပစ္စည်းတင်ချလို့တဲ့ခါတော့ wireless remote နဲ့တင်ချလို့ရမယ်ပေါ့နော်ဂျိုးနဲ့လည်းရတယ် wireless remote နဲ့နှစ်မျိုးသုံးလို့ရတယ်တော့ဒီကောင်လေးဆိုရင်အမြင့်ပေ9ပေထိလေးလို့ရမယ် kg နေနဲ့ကတော့9 kg ပေါ့နော်ဒီမှာလည်းပေါ့အဲ့ကျွန်တော်ဆက်ပြမယ်နော်ဒီကတင်ပြလိုက်အဲ့ကြမယ်ကျွန်တော်ဒီကောင်ဆိုရင်အမြင့်ပေ9ပေထိတင်ပါမယ်ပေါ့နော်ချမယ်ချပြလိုက်မယ်ကျွန်တော်ဒါဆိုရင်အမြင့်ပေ9ပေထိတင်လို့ရမယ်ကျွန်တော်တို့လူကြီးမင်းတို့လိုချင်တဲ့အမြင့်ပေအမျိုးမျိုးကိုကျွန်တော်တို့ကိုထောက်မှုမှာရရှိနိုင်မှာဖြစ်ပါတယ်ကျွန်တော်ဒီလို mini fork လေး ACDP အမျိုးမျိုးလိုရရင်ကျွန်တော်တို့ကိုထောက်မှုမှာချစ်ခင်ရင်းနှီးစွာအသက်မင်းများဝယ်အားပေးနိုင်မှာဖြစ်ပါတယ်ဒီများလို့သူကျေးဇူးတင်ပါတယ်ခင်ဗျာ